ချွေးမဖြစ်သူကကုမ္ပဏီတဲကနေထွက်လာတဲ့အချိန်မှာပဲသူမရဲ့ရောက်ခမောက်ကိုရုတ်တရက်မြင်လိုက်ရပါတယ်သူမကအံ့ဩတကြီးနဲ့အမေဒီကိုဘာလာလောက်တာလဲလို့မေးလိုက်တယ်အမေကသမီးဖေလွန်ခဲ့တဲ့ရက်ပိုင်းကနေမကောင်းဖြစ်လို့အမေသူ့ဆေးကူတောက်ဖို့အတွက်8000ချေးလိုက်ရတယ်အခု6000ပြန်ဆက်ဖို့ကြံသေးတယ်လေချွေးမတစ်ယောက်ကို2000စီကူညီမယ်ဆိုရင်အမေဒီအကျွေးကိုပြန်ဆက်နိုင်မှာမို့သမီးစီကိုလာခဲ့တာပါလို့ပြန်ပြောပါတယ်ချွေးမကကျမတို့ရှိနေတာပဲဘာလို့တခြားသူတွေစီကပတ်စံချေးရတာလဲအမေရဲ့လို့ပြန်ပြောတော့ရောက်ခမဖြစ်သူကအဲ့ဒီတုန်းကအမေကရွာမလေးမြို့ကိုလာဖို့ကလည်းမလွယ်ဘူးပြီးတော့သမီးဖေရဲ့အခြေအနေကလည်းရုတ်တရက်ဆိုးရွားသွားတာဆိုတော့အမေလည်းတခြားနည်းလမ်းမရှိတော့လို့ပါအခုသမီးစီမှာ2000လောက်ရှိမလားလို့ရှင်းပြပါတယ်ဒါကိုကြားတော့ချွေးမကသူမရဲ့အိတ်ကက်ကိုအမြန်ဆန်းကြည့်ပြီးအခုလောလောဆယ်ကျမစီမှာပါမလာဘူးအမေခဏလေးနော်လို့ပြောပြီးအတွင်းရေးမှုကိုလှည့်မေးလိုက်ပါတယ်မင်းစီမှာရောပတ်စံပါလားအတွင်းရေးမှုကမပါဘူးမမလို့ပြန်ဖြေပါတယ်အဲ့ဒီနောက်ချွေးမကရောက်ခမောက်ကိုလှည့်ကြည့်ပြီးအမေဒီမှာခဏဆောင်အောင်တော့ကျမကားထဲမှာတွားယူလိုက်မယ်လို့ပြောပြီးထွက်သွားပါတယ်အမေအိုကြီးကတော့အနားမှာပဲထိုင်ဆောင်နေခဲ့တာပေါ့ခဏကြာတော့ချွေးမကပတ်စံတွေနဲ့ပြန်ရောက်လာပြီးပြုံးရင်းအမေဒီမှာ3000ပါလို့ပေးလိုက်ပါတယ်ရောက်ခမကသမီးရဲ့အမေက2000ပဲလိုတာပါအမေတခြားချွေးမ2ယောက်စီကိုလည်းတွားရအောင်မယ်လေလို့ပြောပေမဲ့ချွေးမကတော့ရပါတယ်အမေရဲ့ဒါလေးကိုတင်ထားလိုက်ပါလို့အတင်းပဲတိုက်တွန်းနေပါတော့တယ်သူမကရောက်ခမရဲ့လက်ကိုအတားအရဆုပ်ကင်ပြီးလက်ထဲကိုပတ်စံတွေထည့်ပေးလိုက်ပါတယ်ရောက်ခမဖြစ်သူကလှိုက်လဲကျေးဇူးတင်စကားဆိုရင်အခုတော့အမေဒုတိယချွေးမစီကိုခဏသွားလိုက်အောင်မယ်လို့ပြောပြီးထွက်သွားပါတယ်ရောက်ခမထွက်သွားပြီးတာနဲ့ချွေးမဖြစ်သူကအမေကိုကြီးကြံရိတ်ခဲ့တဲ့အုတ်ထုပ်အဟောင်းလေးကိုသတိပြုမိသွားပါတယ်သူမကအဲ့ဒီအုတ်ထုပ်ကိုကောက်ယူလိုက်ပြီးကားပေါ်တက်ကတခြားချွေးမတွေကတော့အမေကိုကူညီကြမှာမဟုတ်ဘူးလို့တွေးနေမိပါတယ်ဒါနဲ့ပဲအချိန်မဆိုင်တော့ပဲသူမရဲ့လက်ကင်အိတ်ထဲကနေငွေသားအမြောက်များကိုထုတ်ယူပြီးအုတ်ထုပ်ထဲကိုထည့်လိုက်ပါတယ်အဲ့ဒီနောက်ကားပေါ်ကနေပြန်ဆင်းလာခဲ့ပါတယ်တစ်ဖက်မှာလည်းရောက်ခမဖြစ်သူကဒုတိယချွေးမရဲ့အိမ်ကိုရောက်သွားပါတယ်ဒုတိယချွေးမကသူမကိုမြင်တော့ပြုံးပြပြီးအမေဘာကိစ္စရှိလို့ရောက်လာတာလဲလို့မေးပါတယ်ရောက်ခမကပထမချွေးမကိုပြောပြခဲ့တယ်လို့ပဲအကြောင်းစုံကိုရှင်းပြပြီးအကူအညီတောင်းခံလိုက်ပါတယ်အကြောင်းစုံကိုနားထောင်ပြီးတဲ့နောက်ဒုတိယချွေးမကအမေကျမအခုအပြင်ရောက်နေတာလားအိမ်ထဲကိုအတူတူသွားကြမယ်တခုခုစားရင်မှအေးဆေးဆေးပြောပြပါဦးလို့ဆိုပါတယ်ရောက်ခမကအမေရွာကိုပြန်ရအောင်မယ်တမီးရဲ့အချိန်သိမ့်မရှိဘူးအခုပဲအမေကိုကူညီနိုင်မလားလို့မေးလိုက်တဲ့ခါမှာတော့ချွေးမရဲ့မျက်နှာပေးကချက်ချင်းပြောင်းလဲသွားပါတော့တယ်ကျမတို့ဘလို့ရုန်းကန်နေရလဲဆိုတာရောအမေသိရဲ့လားအမေသားကတလမှ8000 1000လောက်ပဲရတာလေကျမတို့ကိုယ်တိုင်တော့အနိုင်ဖြစ်နေတာကျမမှာပတ်စံမရှိဘူးအမေကိုမကူညီနိုင်ဘူးလို့ခက်ပြက်ပဲညှင်းဆိုလိုက်ပါတယ်အဲ့ဒီလိုပြောပြီးသူမဟာလှည့်ထွက်သွားပါတယ်ရောက်ခမဖြစ်သူဟာစိတ်မကောင်းခြင်းများစွာနဲ့အဲ့ဒီနေရာကနေထွက်လာခဲ့ပြီးတတိယချွေးမနေထိုင်တဲ့လမ်းထဲကိုဝင်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာတတိယချွေးမကဖုံးပြောရင်းအိမ်ဘက်ကိုရှောက်လာတာနဲ့ကြုံတာကြောင့်ရောက်ခမကသူမကိုတားပြီးခဏလေးသမီးလို့ခေါ်လိုက်ပါတယ်ချွေးမဖြစ်သူကရောက်ခမကိုမြင်လိုက်တာနဲ့မျက်နှာပေးကချက်ချင်းကိုပြတ်သွားပါတယ်အမေအိုကြီးကအကြောင်းစုံကိုထပ်မံရှင်းပြပြီးငွေကြေးအကူအညီလိုအပ်နေကြောင်းပြောပြပါတယ်ချွေးမကအမေအရင်ဆုံးချွေးမကြီးစီကိုတွားလိုက်လေသူပေးလိုက်တဲ့ပတ်စံကိုအရင်ယူခဲ့အဲ့ဒါဆိုရင်တော့ကျမလည်းတခုခုပေးနိုင်မှာပေါ့လို့ပြန်ပြောပါတယ်ရောက်ခမကလည်းအမေကသမီးတို့တယောက်ချင်းစီက2000စီပဲတောင်းတာပါအနည်းဆုံးတော့သမီးကအရင်ကူညီပေးလို့ရမလားလို့မေးပါတယ်ဒါကိုချွေးမကကျမမှာပတ်စံမရှိဘူးရှိရင်တော့အမေကိုဘယ်တော့မှမပေးဘူးအမေကဒီကိုလာတိုင်းပတ်စံပဲအမြဲတောင်းနေတာလို့ခက်ရက်ပြောဆိုလိုက်ပါတယ်အဲ့ဒီလိုခါတီးတီးစကားတွေကိုကြားရပြီးနောက်မှာတော့အမေအိုကြီးဟာဝမ်းနဲ့ကြေကွဲစွာနဲ့ပဲထွက်ခွာလာခဲ့ပါတော့တယ်အမေအိုကြီးကနေအိမ်ကိုလေးကန်တဲ့ခြေလမ်းတွေနဲ့ပြန်လာနေတော့မှပဲချွေးမကြီးကရုတ်တရက်အနောက်ကနေပြေးလိုက်လာပြီးအမေခဏဆောင်ဦးအမေအုပ်ထုတ်ကြံခဲ့လို့လှမ်းခေါ်လိုက်ပါတယ်အပြင်မှာနေကလည်းအရန်ပူနေတာဆိုတော့အမေစီကိုအမြန်လာပေးတာပါလို့ပြောပါတယ်ရောက်ခမဖြစ်သူကကျေးဇူးတင်စွာနဲ့ပြုံးလိုက်ပြီးဘာကူမှပြန်မမျှော်လင့်ပဲကောင်းမှုပြုပါဆိုတဲ့စကားလေးတိုင်းချွေးမကြီးကိုကျေးဇူးတင်စကားဆိုလိုက်ပါတော့တယ်